မင်္ဂလာပါခင်ဗျာလူသစ်ပတ်သမားတွေအတွက်ပေါ့နော်ဒီဗီဒီယိုလေးလုပ်ပေးရဖြစ်ပါတယ်ဘာတွေရှိရင်ပြည့်စုံပါလဲဆိုပြီးတော့ကျွန်တော်မေးထားလို့ပေါ့နော်တီးပြီးသားလူတွေကကြောသွားလို့ရပါတယ်ကျွန်တော်တို့လူသစ်တွေကပထမဆုံးစပြီးဗိုက်ရိုက်ပြီးတော့ဒီလိုမျိုးနေလေးစာရွက်ထွက်လာတယ်ပေါ့နော်ထွက်လာပြီးတော့ကျွန်တော်တို့ဒီနှစ်ကထူးခြားတာဒီနေလေးစာရွက်မှာဒီလိုမျိုးတစ်စိတ်တုံပေါ့နော်နေစားရယုံတွေမှာကျွန်တော်တို့တစ်စိတ်တုံဘာကောက်ပါဆိုနှစ်ယုံပေါ့တခြားနယ်ဒီမှာဆိုတောမောင်ယုံတွေမှာကျွန်တော်တို့လက်ပွေနှိပ်တယ်ပေါ့နော်အဲ့ဒါလက်ပွေနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာတွေထွက်လာလဲဆိုတော့ကျွန်တော်တို့သွေးစစ်ပြီးသွားရင်ကျွန်တော်တို့ရှောက်ရင်ဒီလိုမျိုးငွေချေပေါင်ချ1000တန်လေးထွက်လာတယ်ပြီးတော့ဒီမျိုးဘော်တော်ဟတ်ဆိုပေါ့ဒါဝက်ပါမေလို့ပြောလို့ရတယ်ပေါ့နော်ဘော်တော်ဟတ်ဆိုထွက်လာဒါပြီးပြီလားဆိုတော့မပြီးသေးပါဘူးကြာပြီးကြရင်နောက်ထပ်တစ်စင်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ဒီလိုမျိုးပေါ့နော်အနုမတ်ပေါ့နော်အနုမတ်စာရွက်ကျွန်တော်တို့ထွက်လာတယ်ပေါ့နော်ဒီအနုမတ်စာရွက်ကဒါဘာကိစ္စပြီးပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီကကြတော့ကျွန်တော်ဗတ်သမားတွေကအရင်နှစ်တွေဆိုရင်တော့ဒါကျွန်တော်တို့ဒီလိုမျိုးအစိမ်းရောင်စာအုပ်တွေရှောက်ကြတယ်ပေါ့နော်ရှောက်တဲ့အခါကျတော့ကျွန်တော်တို့အစိမ်းရောင်စာအုပ်တွေထုတ်ဒါအစိမ်းရောင်စာအုပ်ကျတော့ဒီစာအုပ်လုပ်ငန်းကျတော့ဒီကျွန်တော်မြန်မာဘက်ကလုပ်တာပေါ့နော်မြန်မာဘက်ကိုရှောက်ပြီးတော့ကျွန်တော်တို့ဒီအထဲထဲမှာဗီဇာတွေထူကြတယ်ပေါ့အဲ့ဒါကူစီယန်ရုံးတွေကထွက်တဲ့မဖွင့်တဲ့အခါကျတော့ကျွန်တော်တို့လူသစ်တွေအတွက်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ဒီဟာပဲကင်ထားရမယ်ပေါ့နော်ကင်ထားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဟိုထူးကြတာတကူကတချို့ကစာအုပ်အခွန်တွေရှိရပေါ့နော်ဒီလိုမျိုးအနီတွေအစိမ်းတွေစာအုပ်အခွန်တွေမြန်မာပြည်ကယူလာတဲ့လူတွေအနီအောင်စာအုပ် PV စာအုပ်ဒီအလွတ်တွေရှိရပေါ့ PG စာအုပ်တွေအဲ့ဒီဟာတွေရှိတဲ့လူတွေနောက်တစ်ခါ MOU ၄နှစ်ပြည့်သမားတွေအဲ့ဒီလူတွေကစာအုပ်တက်တန်းကြံနေတယ်ရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒီ2026ဒီ3လပိုင်းအထိပေါ့နော်သူကဒီအနုမတ်ဒီစာရွက်နဲ့ပေါ့နော်ကျွန်တော်တို့ဗီဇာထည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးတကူကထူကြတယ်ပေါ့နော်အဲ့ဒီလိုမျိုးရှိသွားတဲ့လူဆိုရင်တော့ကျွန်တော်တို့လက်ပွေနှိပ်စာရွက်ကဒါရဲ့ရှိပြီဆိုတဲ့လူကကျွန်တော်တို့ဗာစာရွက်စာတမ်းပြည့်စုံသွားပြီဒီလူကနော်အဲ့ဒီမှာမှကျွန်တော်တို့ခုပြီးခဲ့တဲ့နှစ်ကရောစပြီးတော့ပေါ့နော်ကျွန်တော်ပန်းရောင်ကတ်ဆိုတဲ့ဟာကိုကျွန်တော်ရှင်းကျင်တာပေါ့နော်ဒီပန်းရောင်ကတ်ကကျွန်တော်တို့ခုဒီအနုမတ်ထွက်ပြီးသားလူတွေဆိုရင်ကျွန်တော်တို့ဒီစာအုပ်မရှိလဲဒီပန်းရောက်ကတ်ရိုက်လို့ရတယ်ပေါ့နော်ဒီပန်းရောက်ကတ်ရဲ့ဒီထော်လန်စာပတ်ဒါဝက်ပါမလားဆိုတော့မဟုတ်ဘူးနော်အဓိက main ကတော့ကျွန်တော်တို့ဒီဘိုင်အနုမတ်ပဲဒီဘိုင်အနုမတ်ပဲအဓိကဒီဘိုင်အနုမတ်ရှိပြီဆိုရင်ကျွန်တော်တို့ဝက်ပါမတော်တာနဲ့ဒါနဲ့တော်လို့ရတယ်အခုစာအုပ်ရုံးနေဖွင့်ရင်လည်းဒါနဲ့ပဲရှောက်ရတယ်ဒီမှာပါလာတဲ့နံပါတ်73လုံးပေါ့နော်နံပါတ်73လုံးနဲ့ကျွန်တော်တို့ဒီ7မှာပတ်စံသွင်းတာတို့စာအုပ်ထုတ်တာတို့ဆက်လုပ်ရမှာပေါ့နော်အဲ့ဒါပေါ့အဓိကကျွန်တော်ပြောချင်တာကခုသွားလာတာတို့မြန်မာပြည်ပြန်လာတို့ဘာလို့ဆိုရင်တော့ဒီလိုမျိုးဗီဇာနဲ့ဒီလိုစာရွက်နဲ့နှစ်ခုရှိရင်ရပြီပေါ့နော်အဲ့ဒါမှသာပြည်စုံတဲ့လူတယောက်ဖြစ်မှာပါအားလုံးဟိုအဲ့ဒါလေးကိုသိသိချင်းလို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်ဆရာလို့ရှင်းမဟုတ်ပါဘူးခင်ဗျာကျွန်တော်တည်တည်လေးပြောပြတာဖြစ်ပါတယ်ကျွန်တော်ဘိုးဝင်းပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဘိုးဝင်းပါခင်ဗျာ